ဒီလုံးစာဖြေဖို့လေ HSK 6A ကိုဘန်ကောက်မှာဖြေရစံတိုင်းပြေကုန်လို့ပန်းဆယ်မှာသွားဖြေလို့ကွာHello 哦 University ဒီလာဖာ不爱呢。14，目前发现最长寿的蛤蜊多少岁 Hello， ဒီနေ့ HSC 6 ဖြေကိုပူရာဖာ University ရဲ့ဒီ Confucius Institute ပေါ့နော်။ဒီခါတော့မှဦးလေးရမယ်တဲ့ level 6 ဖြေရတကယ်ချင်းဘူးမှမရှိဘူး။ဦးလေးပြတယောက်တည်းကျန်တဲ့လူတွေကအခြား level 3 4မှာတော့နေကြည့်။တရုတ်ရွာလိုလေးတော့ဖြေတဲ့နေရာဒီခါမှာဟိုမှာတခြားလူတွေဟိုဒီမှာတလို့တရုတ်ဆောက်ဦးလေးနော်တက္ကသိုလ်ကျောင်းလေးမသိရင်ဟိုတရုတ်ပြည်ရောက်တာတူပဲကဲဒီဆောင်ဝဲခံဝင်ပါတော့မယ် Olivia fighting ညနေမှာတစ်ခါ speaking တော့ဖြေမယ်အခုတော့ကန်းချီလာကြည့်လိုက်အောင်ကျုပ်ကပါညရှင်းကျုပ်အကြည့်ကျေးမယ်နော်လုံးဝအဆုံးကိုမတွေ့ရဘူးတော်လိုက် Hello အခုတော့ပန်းဆန်ရဲ့ဒီတရုတ်ပုံချောင်းမှာပေါ့နော်လာပြီးတော့ရင်းဆောင်ပြီးတော့ဆူတောင်းလိုက်ပါဦးအခုတော့ speaking ဖြေကိုရောက်နေပြီအမလေးနှခိုင်းလည်းအယောင်မကျန်တော့ဘူး။ဘာတွေ့လားမသိဘူးအိုင်နာမယ်အခုပဲ HSKK speaking test ဖြေပြန်ထွက်လာတာအမလေးလွယ်လိုက်တာဘာမှကြောက်စရာမလိုဘူးတကယ်ငယ်ငယ်တုန်းကလေမူလတန်းတရုတ်ကျောင်းမှာတင်တိုင်းအမေးဖြေလို့ဘာမှရှိမိုးလားနည်းနည်းများဘလို့ရှောက်များအဲ့လိုမေးမလားပေါ့လေတကယ်လွယ်လေးပဲဒီလား မိုးตลอดนะ